ပေးစရာနှစ်ခုရှိတယ်ဒီတစ်ခုကလူချမ်းသာတာဒီတစ်ခုကတော့စိတ်ချမ်းသာတာကဲဘယ်ဟာရွေးမလဲငင်းဆိုရင်တော့စိတ်ချမ်းသာတာကိုပဲရွေးချယ်မိမှာပဲဘာလို့ဆိုရင်လူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကစိတ်ချမ်းသာဖို့ပဲစိတ်ချမ်းသာမှလည်းပျော်ရွှင်နိုင်မှာပါဒီလောက်အရေးကြီးတဲ့အချက်ဖြစ်ပါလို့လူတိုင်းမှာဘာလို့မရှိရတာလဲလူတော်တော်များများမှာဘာလို့မတွေ့ရတာလဲအရေးကြီးတာကိုပဲမသိတာလားရှာလို့ပဲမတွေ့တာလားပေါ့နော်ဟိုတလောတော့ငင်းငယ်ချင်းနဲ့တွေ့တော့ तू ကငင်းကိုပြောတယ်ပေါ့နင့်ကိုကြည့်လိုက်ရင်အမြဲကိုပျော်ရွှင်ပြီးတက်ကြွနေတာပဲတဲ့ငါတို့လည်းနင့်လိုပူပင်ကင်းတဲ့ဘဝတွေလိုချင်လိုက်တာတဲ့တကယ်ပဲသူတို့ပြောသလိုမျိုးငင်းရဲ့ဘဝအပူပင်ကင်းနေတာလားပေါ့နော်အဲ့တော့လူတဦးတယောက်ရဲ့ဘဝတစ်ခုစီတိုင်းဟာအများနဲ့တော့ perfect ဖြစ်မနေနိုင်ပါဘူးပေါ့အဲ့ထက်မှာငင်းတို့လိုလူမှန်းတီးတဲ့စာရွယ်ကလေးကမိဘတွေမရှိတော့ဘဲနဲ့ကြီးကျင်းလာရတဲ့လူတယောက်ပို့ဆိုလို့ရှိရင်ပျော်ရွှင်ဖို့ဆိုတာပို့လို့တောင်မလွယ်ဘူးပါဘူးဒါဆိုရင်ဘာကြောင့်ပျော်ရွှင်နေရလဲပျော်ရွှင်ခြင်းအစစ်အမှန်ကဘာလဲဆိုတာကိုငင်းကဒီဗီဒီယိုမှာအချက်၃ချက်နဲ့အញ្ញံဆုံးပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့100%ယုံကြည်ပါတယ်ဆိုတော့ကြည့်လိုက်ရအောင်နံပါတ်1မမုန်းပါနဲ့ဒီနေ့မှာငင်းတို့အားလုံးကရှင်သန်သွားလာနေကြတယ်မနေ့ပြန်ရောအခုလိုရှင်သန်နိုင်မယ်ဆိုတာသိကြရလားဆိုလိုချင်တာကဘဝကအရန်ကိုတူတယ်ဘာလို့များတခြားသူဦးတယောက်ရဲ့ဘဝကိုမုန်းနေပြီးတော့ကိုယ့်ဘဝတွေကိုယ့်ရဲ့အချိန်တွေကိုအကုန်ဆုံးခံပါလေဘာနဲ့နှိုင်းရှင်ပါနဲ့အဲ့လိုပြောလဲနှိုင်းရှင်နေမှာပဲဘာလို့ဆိုငင်းကိုယ်တိုင်ကနှိုင်းရှင်ခဲ့ဘူးရပေါ့နော်နှိုင်းစရာမရှိရင်ငါတော့အသားမဲပြီး तू ကဘာလို့ဖြူနေရလဲပေါ့နော်အဲ့လိုကအစားလိုက်ပြီးနှိုင်းရှင်တာပေါ့ငါကနှိုင်းရှင်မှာများလာရင်ဘာဖြစ်လာလဲဆိုတော့ဒီတယောက်ကတိမ်ငေးလာတာတိမ်ငေးလာပြီဆိုရင်အဲ့လူတယောက်ကလူတော့မတိုးတော့ဘူးပြောချင်တယ်ငင်းညို့ကိုယ်တိုင်ဟန်တီလို့ယူလို့မရတဲ့အရာတွေအတွက်ကိုမနှိမ့်ဆက်ချင်ပါနဲ့လက်ခံလိုက်ပါကိုဘယ်လန်းကလာပြီးဘယ်လန်းကိုသွားခြင်းလဲဆိုတော့ကိုစိတ်ကိုပဲကိုစမ်းစစ်ပါနှိုင်းရှင်နေတာနဲ့ဆိုင်ရင်အများကြီးပျော်ရွှင်ရပါလိမ့်မယ်အခုနောက်ဆုံးပြောမယ့်အချက်ကတော့ဒီချက်ကလူတော်တော်များများလဲတတိမထားမိပြီးတော့တကယ်လဲပျော်ရွှင်မှုအစ်အမှန်ကိုပေးနိုင်တဲ့ခုတို့ပြခြင်းပါလူတော်တော်များများကရပဲရပြင်တာမပေးချင်ကြဘူးရယူလို့စိတ်ကတိတ်ကိုပူလောင်ရတယ်ဆိုတာကိုတတိမထားမိကြဘူးပေါ့ဒါကြောင့်တကယ်ပျော်ရွှင်ခြင်းနဲ့ဆိုရင်နန္ဒလောက်ကုသိုလ်ပြုပါယူတဲ့လက်ထက်ပေးတဲ့လက်ဖြစ်အောင်ကြိုးစားပါအခွင့်ကြုံရင်ကြုံတယ်လို့ကုသိုလ်ပြုခြင်းနဲ့ဘဝကိုပျော်ရွှင်စွာနေထိုင်ပါလို့တိုက်တွန်းချင်ပါတယ်အားလုံးပဲနေ့ရက်တိုင်းကိုပျော်ရွှင်စွာစက်တမ်းကြပါဖြစ်ရှင်ဒီလေးဟာမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါနော်comment ပေါင်းမှာလည်းဘလို့အကြောင်းအရာလေးတွေရက်စီခြင်းလဲဆိုတာကိုမှတ်ပေးသွားပါဦးနော်အားလုံးပဲတဒါ